အမျိုးသား၏မလုံမြသည့်မဖြိုလင်ပဲထိုးထွင်းမြင်နိုင်သောစွမ်းရည်ကိုရရှိသွားခဲ့ပါတယ်ထိုအချိန်မှာပဲသူဟာတင်းနဲ့တလက်နဲ့လင်းပေါ်တက်လာတဲ့ခေးတီတို့ကိုတတိပြုမိပြီးအဲ့ဒီခေးတီကလင်းကိုကန်ပစ်ဆွဲဖို့ယူရနေလာကိုချက်ချင်းနားလည်လိုက်ပါတယ်ဒါနဲ့သူဟာသူ့လက်ထက်မှာရှိတဲ့အထုခိရိယာတစ်ခုကိုအသုံးပြုပြီးတင်းနဲ့ထက်ကကြီးစံအလုံးကိုဖယ်ရှားပစ်လိုက်ပါတယ်ပြီးတော့သူဟာသူ့လက်ဖို့ကင်ဘက်ကိုဓာပြီးတခိုးတူကလင်းပေါ်ကိုခိုးဝင်လာကလင်းကိုပြန်ပစ်ဆွဲဖို့စီစဉ်နေတယ်လို့ပြောပြလိုက်ပါတယ်သူ့ရဲ့လက်ဖို့ကင်ဘက်ကတော့ချက်ချင်းဆိုသလိုထိပ်လန့်သွားခဲ့ပြီးမြဲသူ့ရဲ့နှက်ရှယ်လာမြောက်အတွေ့အကြုံတွေအစီအစဉ်တစ်ခုကိုအလင်းအမြန်ချမှတ်လိုက်ပါတယ်နောက်တစ်ဖက်မှာတော့တခိုးကလည်းရေချိုးကဘတ်ကိုဥတီသွားနေခဲ့ပါတယ်အစီအစဉ်အတိုင်းပဲအမျိုးသားကဘေးချင်းကအခန်းထဲကိုဝင်သွားခဲ့ပြီးသူ့လက်ဖို့ကင်ဘက်ကတော့မိချစ်ဘူးတပူကိုထုတ်ပြီးအပြင်မှာစောင့်နေခဲ့ပါတယ်တခိုးကရေချိုးကန်တဲ့ကိုဝင်တော့မဲ့အချိန်မှာအမျိုးသားရဲ့လက်ဖို့ကင်ဘက်ကရှေ့ကိုတိုးလာပြီးသူ့မိချစ်တွေကရေဆိုးနေလို့မိမတောက်ဘူးလို့ဟန်ဆောင်ကစကားဆက်ပြောလိုက်ပါတယ်တခိုးကသူ့မိချစ်ကိုထုတ်တော့မဲ့အချိန်မှာပဲအမျိုးသားကအခန်းထဲကနေထွက်လာပြီးတခိုးကိုဖမ်းချုပ်လိုက်ရာတခိုးကချက်ချင်းဆိုသလိုတတိလွတ်သွားခဲ့ပါတယ်သူတို့နှုံးကအဲ့ဒီနောက်သူ့ကိုရှုပ်ဝက်ခန်းထဲကိုဆွဲခေါ်သွားပြီးလက်ထက်ခတ်လိုက်ကြပါတယ်ဒီအချိန်မှာတော့အမျိုးသားကတခိုးမှာဇနီးရှိတဲ့ဆိုတာကိုတတိလာသွားပြီးတခိုးရဲ့ဇနီးစောင့်နေတဲ့နေရာကိုအလင်းအမြန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလင်းမဲ့သူကရောက်လာပြီးအဲ့ဒီအမျိုးသမီးကိုသူ့ခင်ပွန်းကလင်းပေါ်မှာတတိလွတ်သွားတယ်လို့ပြောပြလိုက်ပါတယ်ဒီစကားကိုကြားဟာနဲ့အမျိုးသမီးကချက်ချင်းထောက်ရပြီးလင်းမဲ့နှက်ကိုလိုက်သွားခဲ့ပါတယ်အမျိုးသမီးကလင်းမဲ့နဲ့အတူရှုပ်ဝက်ခန်းထဲကိုဝင်လာပြီးသူ့ရဲ့တတိလစ်နေတဲ့ခင်ပွန်းကိုမြင်လိုက်ရတဲ့အခါအကူညီတောင်းဖို့အော်ဟစ်တော့မဲ့ဆဲဆဲမှာပါအမျိုးသားကဘေးခန်းကနေအလင်းအမြန်ပြစ်ထွက်လာပြီးသူ့ကိုလည်းအလားတူနီးလန်းနဲ့တတိလစ်အောင်လုတ်ပစ်လိုက်ပါတယ်ဒီအတွက်ကြောင့်အမျိုးသားဟာကြီးမားတဲ့ပန့်ဖို့ကူညီမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်အင်္ဂပလန်လက်မှာတော့အမျိုးသားကငါးခန်းတကန်ကိုဖတ်သွားခဲ့ပါတယ်မြေပေးမှာငါးဖမ်းနေတဲ့သူတွေကိုကြည့်လိုက်တော့သူရုတ်တရက်အကြံတစ်ခုရသွားခဲ့ပါတယ်သူလက်ပေါ်ကအမအသားကတော့ပစ္စည်းတွေကိုအကန့်အသတ်မရှိသိမ်းဆည်းနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်သူဟာသူ့ရဲ့စွမ်းရည်ကိုမေ့ပစ္စည်းကိုတိုက်ရိုက်အသက်သွင်းလိုက်ပါတယ်နာမည်နဲ့အတွင်းမှာပဲသူဟာငါးပိတ်တာငါးထောင်ပြအောင်ဖမ်းဆီးရမိခဲ့ပါတယ်သူကသူ့ရဲ့ထိုးထွင်းမြင်နိုင်တဲ့မျက်လုံးတွေကိုထပ်မံအသုံးပြုလိုက်တဲ့အခါမျက်အောက်ခြေမှာသဆွမ်းတရားမြုပ်နှံထားတာကိုတွေ့လိုက်ရလို့အန်အိုးသွားခဲ့ပါတယ်ဒီအချိန်မှာပဲသူဟာလွန်ခဲ့တဲ့နှစ်အရာကဒီနေရာမှာရှိတဲ့သတင်းမိသားစုတစုဟာအိန္ဒိယနိုင်ငံရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးထွက်ပြေးဖို့အချိန်မရခဲ့ဘူးဆိုတာကိုတတိယသွားပါတယ်ဒါကြောင့်သူတို့ဟာသူတို့ရဲ့ယတနာပစ္စည်းအလုံးကိုအဲ့ဒီနေရာမှာပဲမြုပ်နှံထားခဲ့ရပါတယ်ဒါနဲ့အမျိုးသားကသူ့ရဲ့ဆွမ်းနာကိုထိန်းချုပ်ပြီးအဲ့ဒီဒေတာကိုထုတ်ယူခဲ့ကအင်ပြန်ရောက်တော့လဲအဲ့ဒီဒေတာကိုထုတ်ဖို့မဆုံးနိုင်တော့ပါဘူးသူဖွင့်လိုက်တဲ့အချိန်မှာပဲသူ့လုံးဝကိုအံ့အားသင့်သွားခဲ့ပါတယ်